အောင်သူက10အပ်တာလေဖနက်တွေလည်းအဲ့လိုပဲသူကဆွမ်းပြအယောင်အကုန်ယူတယ်အယောင်ဆုံးလေးလုပ်ပေးပါဖနက်ကိုသူကအလွတ်စီးတယ်ကြိုးတိုင်းစီးတယ်စိတ်မာတင်တို့မိုးဝင်းတို့မိုးမင်းတို့ခေတ်ဆက်ပဲနော်ဟုတ်ကဲ့နေတာခေတ်ဆက်ကတော့ဒီဝဲလာကြတာရွှေမန်းနဲ့မောင်ချမ်းသာတို့ရိုးရလုံးဝလွတ်ထွက်သွားလို့မရဘူးဒီရိုးရလည်းရှိရမယ်ကိုထွင်တာလည်းထွင်တာပေါ့ကျေးဇူးလည်းတင်တယ်လို့အခုလိုအဲ့တဲ့ဝိုင်းပြီးအားပေးတဲ့အတွက်လေမင်းသားလေးအောင်မြင်တော့လေကိုလေးလို့ရတာပေါ့မင်္ဂလာပါညီမလေးလားဒါကတော့ဦးလေးနာမည်ကတော့ဦးယူတွင်ပေါ့နော်ဦးယူတွင်ဒါကအမေဒါအမေတော့ကျွန်တော်ဒါအမျိုးသမီးမင်းသားရဲ့ဖက်လေးတွေထုတ်ပေးတယ်ဆိုတော့ပြောပြပါဦးအောင်စပူဖက်တွေရှိတယ်နောက်ပြီးတော့စိုင်းရင်မိုးနောက်သူရဝင်းထော့နောက်ပြီးတော့ဖိုးချစ်ရှိတယ်တင်မောင်ဆမ်းမဝင်းရှိတယ်နော်အခုလောလောဆယ်တော့နောက်နေဇက်တွေကတော့အပ်တာပေါ့နော်နေဇက်တွေကတော့ဒါလောက်တာကဦးကလောက်တာက2018လောက်ကစတော့အမေတို့ကတော့ကြာပြီအခုလက်တလောကတော့အောင်စပူဖနက်ကလေးတွေချုပ်တယ်သူ့အတွက်ကောင်းကောင်းလေးလုပ်တယ်သူဖနက်က17နှစ်ညီမသူကတော့အလွတ်ပဲစီးရများတယ်သူဘောကျင်မထိုးသူကအလွတ်စီးရဘောကျင်မထိုးမစီးဘူးသူကအလွတ်ဘောကျင်မထိုးတဲ့ဟာစီးရသူကဘောကျင်မကြိုက်တာလားတော့မသိဘူးဦးစီမှာသူကအလွတ်ပဲအဲ့နောက်သူလည်းစီးရလဲအလွတ်ပဲစီးစိုင်းမိုးကအောင်နေဘောကျင်ထိုးစီးတယ်စိုင်းမိုးသူက17တစ်စီးတယ်သူစိုက်ကတည်းကဒါမျိုးသူစိုက်က17တစ်အောင်စပူက17နှစ်တခုกว่าပေါ့နော်တစ်စိကွာဒါဆိုင်းမိုးစိုက်ဆိုင်းမိုးစီးရဖက်တော့မဟုတ်ဘူးသူစိုက်သူကပေါ်ကျလေးကြိုက်အောင်စပူကြတော့ဖက်ကိုသူကအလွတ်စီးရကြိုးတိုင်းစီးရဒီလိုကြိုးတိုင်းလေးတွေစီးရဒါပေမဲ့အခုကြိုးတိုင်းကတော့ခုနောက်ပိုင်းဒီပါကယ်လေးကိုဝယ်ရတာခက်တော့သူ့ကြိုးတိုင်းမလုပ်ပေးနိုင်ကြိုးတိုင်းပါကယ်ဝယ်လို့ရတော့မှပဲကြိုးတိုင်းချုပ်တယ်လောလောဆယ်တော့အလွတ်တွေပဲချုပ်ဟုတ်တယ်လိုင်းမှာတွေ့လိုက်တယ်ဦးကုန်းဖနက်လိုင်းမှာအဲ့မှာကွန်းမဝင်ရတာလေဦးကုန်းဖနက်ဆိုတာလေနော်အကြီးကဘလူးလည်းနောက်တော့မှအောက်ကနောက်တာပါတဲ့ဆိုရေးတာကြီးအလွတ်ပေါ့ဖနက်မလှန်ခင်ပေါ့နော်မလှန်ခင်ဒါကတော့လှန်ပြီးွားတဲ့ဟာပေါ့ဒါလှန်ပြီးွားပြီဒါကတော့အဲ့လှန်ပြီးတဲ့ဟာကိုဘောကျပြန်ထိုးထားတယ်တရားကိုချုပ်ရုံပဲဆိုရင်တော့တနေ့ပေါ့တနေ့လည်းပြီးပါတယ်ဟိုတနေ့လည်းပြီးတရားဟိုတနေ့ကို400လောက်ပြီးဟိုအော်ဒါအားများလို့ဆိုတာရက်ချင်းကြီးဝေးချင်းရတယ်15ရက်တူရက်20ပဲလို့ချင်းရတယ်အဲ့တော့ချုပ်ရုံလည်းမပြီးဘောကျထိုးပါအပ်တယ်ဆိုလို့ရှိရင်ဘောကျထိုးကကြာတယ်သူတို့အခုလိုထိုးနေပုံလားတရက်ကို200လောက်ပဲပြီးတရားကဒီဘောကျထိုးဆိုရင်4000ဒီလိုအလွတ်ဆိုလို့ရှိရင်3000ကျဲမထိုးရင်3000ပေါ့နော်မင်းသားသူ့ကြိုက်တဲ့သူပေါ့သူ့ကြိုက်တဲ့သူပဲသူတို့ကတော့ဘောကျမထိုးလေးဘောကျမထိုးဆိုရင်ဘောကျမထိုးတာချုပ်တယ်အောင်သူကတော့ဘောကျလုံးဝမထိုးသူတို့ကဒီမှာအင်ကြီးရေချုပ်တာများတယ်မင်းသားအင်ကြီးချုပ်တယ်တောင်ရှည်ကတော့ဟိုအရင်တော့တောင်ရှည်ချုပ်တယ်အခုနောက်ပိုင်းကျတော့ဒီဇိုင်နာတွေလုပ်ပေးတဲ့ဟာတွေသူတို့ဝတ်ကြတာများတယ်ဟိုကရက်ချင်းမြန်တယ်ဒီမှာကျတော့ဘောကျထိုးကျတော့ရက်ချင်းကမမြန်ဘူး2လ4ပတ်လောက်အချိန်ပေးရတောင်ရှည်တစ်ထည်ရဖို့အဲ့တော့သူတို့ဘွဲဆက်တွေကများတဲ့ခါကျတော့မလုပ်ပေးနိုင်ဘူးအခုအထက်ကမချုပ်ရသေးဘူးအောင်စပူက30ရက်နေပေးရမယ့်ဟာရှိတယ်အင်ကြီးဘကိုးဘွဲအတွက်စောစောမှဖုန်းလန်းဆက်တယ်လုပ်ပေးပါအောင်ဆိုအင်ကြီးနဲ့ဖနက်နဲ့ကြောင်အင်ကြီးတွေတစ်ထည်လောက်ပြဒါတော့ဒီမှာစမုံအင်ကြီးဒါမျိုးပေါ့ဒါမျိုးလေးဒါတော့ဘာသာသုံးတာဒါဘာသာလဲဘိုးကမှာအောက်ပိုင်းကိုရှေ့ရလဲဒီလိုပဲလူကြည့်ပြီးတော့ပဲမျှတပြီးယူပါတော့ဒီတိုင်းမျိုးကတော့အကုန်လုံးတော့ပုံနေတော့မရှိဘူးရိုးရလုံးဝလွတ်ထွက်သွားလို့မရဘူးဒီရိုးရလည်းရှိရမယ်ကိုထွင်တာလည်းထွင်တာပေါ့ထိမ့်သိဖို့ကလိုထိမ့်သိဖို့ကလိုရတယ်အဲ့ဒါကြောင့်ခါမှာအဲ့ရောအထက်ဘယ်လောက်လောက်အောင်စပူက10အပ်တာလေအခုမပေးနိုင်သေးဘူးဖနက်တွေလည်းအဲ့လိုပဲသူကဆွမ်းပြအယောင်အကုန်ယူတယ်အယောင်ဆုံးလေးလုပ်ပေးပါရသလောက်ယူမယ်သူအဲ့သူ့အတွက်ကိုလည်းလုပ်ပေးနေရတာပေါ့နော်ဒီကြားတဲ့ကြားပြတ်တွေကလည်းရှိနေတယ်ဆိုင်းမိုးကဒီကဖနက်နဲ့ခေါင်းပေါင်းများတယ်အကြိုက်ကတော့သူတို့ကတော့နေပေါ်ဘယ်လိုခေါ်တချို့ကြတော့ဘောကျတို့တိတ်မကြိုက်ဘူးတချို့ကြတော့ကတ်ဘောကျကတ်သားတွေဝတ်တာများတယ်အဲ့ဒါမျိုးတချို့ပေါ့ဘိုးဖက်လို့ပြောတော့ဘယ်လိုခံစားမခံစားပါဘူးဘုံဖက်ဆိုဘူးကုန်းလည်းစီးခဲ့တာနောက်တော့သူပြန်ဖြေထားပါတယ်အောက်ကနေနောက်တာနော်စတာနော်စီဖက်လေးအားသာချက်ကရော
ဒီဖက်နက်တွေကပြီးတော့ပေါ့တယ်လေကျွန်တော်ကပေါ့အောင်လို့စီးလို့မင်းသားတွေစီးလို့အဆင်ပြေအောင်ပို့ပါတွေကတဲ့ခါကျွတ်မထွက်အောင်အဲ့ဒါမျိုးလေးလုပ်ပေးထားတဲ့ခါကျတော့သူတို့စီးရတာဖက်နက်ပါလို့ပါမှန်းတော့မသိဘူးရှုပ်ဆိုလို့ရှိရင်လာပါတယ်မင်းသားဖန်တွေကဖုန်းကြီးနဲ့လှမ်းလှမ်းပြီးအကြတယ်အကြအခုအောင်စကူတက်ကိုလှမ်းအပ်ထားတဲ့ဖန်2ယောက်ရှိသေးတယ်အင်ကြီးမာတယ်ပခုံးအုပ်တွေမာတယ်နောက်ခေါင်းပေါင်းမာတယ်ဟုတ်တယ်ကိုတွေပါလာအားပေးတာပေါ့ဟောအဲ့ဒါပြောကြတော့အဲ့ဒါဝမ်းသာတော့ဗောနော်ကျေးဇူးလေးတင်တယ်လို့အခုလိုအဲ့တဲ့ဝိုင်းပြီးအားပေးတဲ့အတွက်လေမင်းသားတွေအောင်မြင်တော့လေကိုတွေအလုပ်ရတာပေါ့ဆိုင်းမိုးကဖနက်မာတယ်အင်ကြီးကတော့ဟိုတော့ကချုပ်တယ်ခေါင်းပေါင်းမာတယ်ဆိုင်းမိုးခေါင်းပေါင်းလေးတွေမာတယ်နောက်သူ့ရဲ့ဖန်တွေကလက်ဆောင်ပေးဖို့အတွက်ဆိုင်းမိုးအတွက်ဆိုပြီးတော့အဲ့ဒါလေးလုပ်ပေးရတယ်ရှိအမေစားခဲ့တဲ့လုပ်ငန်းနောက်အမေကအခုအသက်90ကျော်သွားပြီမလုံးနိုင်တော့တဲ့အခါကျတော့ဒါကျွန်တော်တို့မောင်နှမတွေကိုမင်းတို့လောက်ကြတော့ဒီတော့ပညာအမွေပေးတာပေါ့ စိန်အောင်မင်းတို့ရွှေမန်းတို့စိန်ကျော်ဝင်းစိန်တို့စိန်ကျော်ဝင်းတို့အများကြီးပဲစိန်မာရင်တို့စိန်မာရင်ထုတ်စိန်မာရင်တို့မိုးမင်းတို့မိုးဝင်းတို့လား မိုးဝင်းတို့မိုးမင်းတို့အော်ခေတ်ဆက်ဆက်ပဲနော် ဟုတ်တယ်မင်းသားခေတ်ဆက်ဆက်ကတော့ဒီဝဲလာကြတာစိန်မာရင်ပြီးတော့မိုးဝင်းမိုးမင်းရွှေမန်းလက်မောင်ချမ်းသာတို့နောက်တမောင်စမ်းမင်းဝင်းဆိုရင်အခုဒီမှာအဲ့တော့တမောင်စမ်းဟန်စာမိုးဝင်းကတော့အခုနားထားတယ်ဆိုတော့သူကတော့မလာတော့အဲ့ပြီးတော့အခုအောင်စကူခေတ်အခုအောင်စကူခေတ်တိအဲ့လိုအခုတော့ TV ထဲမှာပဲကြည့်ရတယ်အောင်စကူကြိုက်တာအောင်တဘူး အောင်စကူဘာလို့ကြိုက်တာအောင်သူကအကကောင်းတယ်ရုပ်လေးချိုးတယ်ကိုယ်တည်းနဲ့လွတ်လွတ်ပြောတယ်အခုဖက်နက်တွေဆိုလဲအစင်ပြေတယ်စီးလို့ကောင်းတယ်အင်ကြီးဆိုလဲဒီကမှဒီဟိုတလောကဆိုရင်အင်ကြီးရသူညီမလန့်ရတယ်ဒီကမရဘူးညင်းတာမဟုတ်ဘူးဟိုသူများစီမှာအပ်ပါဆိုဒီဇိုင်နာစီမှာအပ်ဆိုမဟုတ်ဘူးသူကဒီမှာပဲအပ်ပေးပါအဲ့လိုဒီမှာပဲအဲ့တော့အခုလက်ခံထားရတယ်ကိုယ်စီမှာလာအပ်တယ်ဆိုတော့ကိုပစ္စည်းလေးတွေသူတို့ဝတ်တယ်ဆိုတော့ဟိုပီတိဖြစ်တာပေါ့နော်သူတို့ရဲ့ဘယ်လိုလဲရှေ့မှာထွက်ပြီးကနေတာကိုကိုကနောက်ကနေပံ့ပိုးပေးရတဲ့ခါကျတော့ပြောတာပေါ့အဲ့လိုလုပ်ခွင့်ရတာလေကျေးဇူးတွေအများကြီးတင်